မင်္ဂလာပါရှင်ဆ iam မနန်းရဲ့မြန်မာစာဥယျာဉ်မှာကြိုဆိုလိုက်ပါတယ်ရှင်စတုထအတန်ပင်ရိုးမှာပကံစကပြေထဲမှာပါတယ်ခုစကလုံးလေးကိုဘယ်လိုဖတ်ကြလဲရှင်တပ်ပေညုလားတပ်ပဲညုလားရှင်တကယ်အတန်ထွက်အမှန်ကတပ်ပေညုပါရှင်ဘာကြောင့်တပ်ပေညုလို့ထွက်ရတာလဲမရှင်းပြခင်မှာနောက်ထပ်စကလုံးလေးလည်းဖတ်ကြည့်ပါဦးနော်ပညာအညမညဟုတ်ပါတယ်ရှင်ဒါဆိုရင်ခုစကလုံးကိုဖတ်ကြည့်ပေးကြပါအောင်ရှင်သူကြတော့အညာလို့မထွက်ပဲအညာလို့ဘာကြောင့်ထွက်ပါလဲဆိုပြီးစဉ်းစားဖူးကြသလားရှင်ဘယ်လိုထင်မြင်ကြပါလဲရှင်ဆ iam မနန်းရှင်းပြပါမယ်နော်တပ်ပေညုပညာအညမညတို့ဟာမြန်မာစကလုံးတွေမဟုတ်ပဲပါဠိကစကလုံးတွေဖြစ်လို့ပါပဲပါဠိမှာဆိုရင်ညပြီးဟာညကလေးနှလုံးဆင့်ထားတာပါပထမညကလေးကသူ့မှာအသက်ရှိပါတယ်ဥပမာဓမ္မမကိုနှလုံးဆင့်ထားသလိုပေါ့အပေါ်တလုံးဝါပထမတလုံးမကမတက်ဖြစ်ပြီးတော့ဒုတိယတလုံးဝါအောက်တလုံးကမပြီးပါဓမ္မဆိုပြီးထပ်ကြပါတယ်ညကလေးကလည်းအဲ့ဒီတဘောပါပဲဒါကြောင့်ပညာအညမညဖြစ်တယ်လို့တပ်ပေညုဖြစ်ရခြင်းပါညကလေးတက်ကိုငါတက်တန်ဖြင့်ဖတ်ရပါမယ်ရှင်မြန်မာမှာတော့ညကြီးညကလေးလို့ပဲခွဲခြားပါတယ်ဒါကြောင့်အညာကအညာလို့မထွက်ပဲအညာလို့အတန်ထွက်တာဖြစ်ကြောင်းသိရှိသွားပြီလို့ထင်ပါတယ်ရှင်ခုလိုမျိုးမြန်မာစာဆိုင်ရာတီးတင်တီးထိုက်တာမြန်မာစာသင်ညိုးနဲ့ပတ်သက်တာတွေတင်ပြမျှဝေပေးအောင်ပါမို့ like share subscribe လေးလုပ်ပေးပြီးဆက်ဆက်စောင့်မျှော်ပေးကြပါဦးနော်ဆ iam မနန်းမြန်မာစာဥယျာဉ်